Social Media ကြောင့်ဆယ်ကျော်သက်အရွယ်နဲ့ချမ်းသာသွားတဲ့ကလေးတွေမင်္ဂလာပါရှင် Zero Knowledge Channel ကကြိုဆိုပါရစေ။တချို့လူတွေက Social Media ကိုချိန်ကြာကြာသုံးပြတာကမကောင်းဘူးအချိန်ပြုံးနေတာပဲလို့ထင်ကြတယ်။ဒါပေမဲ့ Social Media မှာဆိုးကျိုးရှိတယ်လို့ကောင်းကျိုးလည်းရှိပါတယ်။အသုံးပြုတဲ့သူပေါ်မှာပဲမူတည်သွားတာပါ။ဒီနေ့မှာတော့ Social Media ရဲ့ကောင်းကျိုးနဲ့ဆိုးကျိုးကိုပြောပြသွားမှာဖြစ်ပြီးပထမဆုံးအနေနဲ့ကောင်းကျိုးကိုပြောပြပေးပါမယ်။ဒီနေ့ခေတ်မှာဆိုရင်ဖုန်းတစ်လုံးရှိုံနဲ့ဝင်ငွေဖန်တီးနိုင်နေကြတာကိုလူကြီးတွေကနားမလည်ကြပဲဖုန်းပို့နေရင်ကိုအကျိုးမရှိချိန်ဖြုံးနေလို့ထင်မှတ်တတ်ကြပါတယ်။တကယ်တော့ဖုန်းတစ်လုံးရှိုံနဲ့ကိုယ့်ရဲ့ချင်းရှိရင်ရှိတယ်လို့တစ်လဝင်ငွေအနည်းဆုံး2သိန်းကနေ10သိန်းကျော်အထိဖန်တီးနိုင်နေပါတယ်။ဖုန်းတစ်လုံးရှိုံနဲ့ Content Writer, Social Media Designer, Video Editor နဲ့တခြားအလုပ်တွေအများကြီးလုပ်ကိုင်လို့ရပါတယ်။နောက်တစ်ခုကတော့ဖုန်းတစ်လုံးရှိုံနဲ့ပညာတွေအခမဲ့သင်ယူလို့ရနေတာပါပဲ။ဖုန်းထဲကနေဂျပန်ဘာသာစကား၊ထိုင်းဘာသာစကား၊အင်္ဂလိပ်ဘာသာစကားတွေနဲ့ကိုကြိုက်တဲ့ဘာသာစကားမျိုးစုံကိုအလွယ်တကူသင်ယူလို့ရပါတယ်။စက်ချုပ်ပညာ၊ပန်းစည်းပညာ၊လက်မှုပညာမျိုးစုံနဲ့နည်းပညာတွေကစ YouTube နဲ့ Facebook မှာအခမဲ့သင်ယူလို့ရနေပါတယ်။နောက်ပြီးမသိတာရှိရင်လည်း Google နဲ့ ChatGPT ကိုမေးမြန်းလို့ရပါသေးတယ်။ဒါတွေအားလုံးက Social Media ရဲ့ကောင်းကျိုးတွေပါပဲ။ Social Media ရဲ့ဆိုးကျိုးတွေလည်းရှိပါသေးတယ်။ဆိုချိုကတော့တခုခုသင်ယူလေ့လာဖို့ Facebook ကိုဖွင့်လိုက်ပေမဲ့ New Feed နဲ့အကျိုးမရှိတဲ့ဗီဒီယိုတွေကြည့်ပြသွားပြီးအချိန်ကုန်သွားတာပါအဲ့လိုမျိုးဖုန်းထဲကဗီဒီယိုတွေဟာတာတွေစကားတွေကအုံနောက်အာရုံကြောမှာဆွဲထင်နေပြီးညဘက်အိမ်မပြောတာအလုပ်ထဲမှာအာရုံစူးစိုက်မှုရောကြတာနဲ့အကျိုးမရှိတဲ့ဗီဒီယိုဖိုင်တွေကိုဆွဲလန်းတာတွေဖြစ်လာနိုင်ပါတယ်မိန်းကလေးတွေဆိုရင် online shop တွေပဲကြည့်ပြီးအချိန်ကုန်သွားတတ်ကြပါတယ်ဒီလိုမျိုးဆိုးကျိုးတွေကြောင့်ကိုယ့်ဘဝတလန်းအတွက်ဓာတ်ဆီဖြစ်စေပါတယ်သုတေသနပညာရှင်တွေပြောတာကတော့ညအိယာမဝင်ခင်မိနစ်30အလိုလောက်ကလေးကဖုန်းကိုလုံးဝမကြည့်ပဲအိယာနဲ့ဝေးဝေးမှထားတဲ့လို့သိရပါတယ်။အိယာပေါ်ခေါင်းပေးမှာဖုန်းကိုထားတာကအုံနောက်အာရုံကြောတွေကိုထိခိုက်စေတယ်လို့ပြောပါတယ်။ပြည်သက်ကြီးရင်ကျမအခုပြောသွားခဲ့တဲ့ Social Media ရဲ့ကောင်းကျိုးဆိုးကျိုးတွေထဲမှာကြန့်ရှိတဲ့အချက်လက်တွေရှိခဲ့ရင်လည်း comment မှာရေးပေးခဲ့ကြပါဦးနော်။